Okay ခုနောက်တော့က 1Q ရဲ့ကိုစိတ်ကိုပြန်လဲနေဆိုရအတီးပါဒါဒီထွက်မယ်ဆိုတဲ့အကြောင်းသူ post တင်ထားတာပေါ့ဟိုရကကျွန်တော်မြင်မိရဲ့ YouTube မှာပဲသူတင်ထားတာဆိုတော့ကိုကြားပေါ့project လုပ်တာလည်းတည်ရပါတယ်အဲမှာလည်းခုနစားထုတ်တာကျွန်တော်တို့မရဘူးပေါ့ဒီ40နာရီတော့ဒီဆိုတော့သူတို့ပြန်လာလို့ကျွန်တော်ဒီဟော record လုပ်လိုက်တာပါဆိုတော့ဆက်လိုက်အောင်God's sight, but it is those who obey the law who will be declared righteous. Indeed, when Gentiles who do not have the law do by nature things required by the law, they are a law for themselves, even though they do not have the law, since they show that the requirements of the law are written on their hearts, their consciences also bearing witness, and their thoughts now accusing, now even defending. Tells us when we are knowingly wrong, itself becomes debauched, like a little bell that is supposed to ring and give us a clear note, becomes cracked so that its note will be full. And it's true when you reject the voice of conscience time after time after time after time, after a while the voice of conscience itself becomes defiled and becomes evil and gives you the wrong Ryan လို့ပေါ့ရှိုးလို့ပေါ့ဒါပေမဲ့လည်းငါက celebrity တွေက follow လုပ်တဲ့အိမ်မှာမလား post တကူတင်လိုက်တဲ့အစင်းကိုလာပေးတဲ့ကခါစားမဲ့ပရိသတ်ပညာစရာနဲ့မိတ်ဆက်ဆောင်လို့မဲ့ဒီနေ့နဲ့ကိုကိုအောက်တန်းစားဆိုတာကိုတတိယတိုင်းထိတ်လန့်လာရကနေစိတ်သက်သာရရတယ်ထိုကဲ့တော့မထိတ်လောက်ထိုင်းမသောတီးတွင်ကိုတင်အောင်ခွဲထိတ်ကနေထဲတဲ့ဒီထိုးသမီးထားပါနာထဲပြီးရထားကြီးနဲ့ထိုင်ကုန်ကိုထီးနှံဖြစ်ချင်းမကထိုင်ပြီးပြမထတော့ပဲထက်ကနေထိတ်မြောက်ချင်းအဆိုင်ထင်းတိုင်းကျထောင်းကြောက်တွင်ထိုင်ချမ်းခွဲတိပကန်နဲ့ထောက်ပြိုင်ထုံထုံလူထွေးကနေထူးချွတ်သွားထိုးသမီးသမင်းစားတဲ့အချင်းကရအထောက်အထိုင်းနေတဲ့ထောက်ကတော့မတိဆက်တဲ့အကတွင်းနဲ့မှာဘေကနေစပြီးတော့ဘာမှတော့အဆုံးသတ်မဲ့မသိတဲ့အတူရောင်တွေကန့်ကြီးလို့နာဖျားလှပြီးသခိုးတယောက်ဟာချစားသွားတီးသူ့လို့ရက်တွေကြောင့်ပြည့်ရှိတယ်လို့မခံစားခြင်းအသိဉာဏ်ကိုနေတဲ့ထက်တိတ်ချပြီးအထာကြီးနဲ့ဆက်နေအောင်မှာတပါအချမရှိကိုယ်စိတ်ကိုပြန်လေးစားမရတော့ရဲ့အဆုံးသတ်တယ်မလားကိုတယောက်စာအဟုတ်ရှောက်ခွဲတော့အမှန်တရားကရုံနာမခွဲကြအသိဉာဏ်လုံးရလည်းမကြထုံထိုင်းကြီးကပြောမပြတ်စဘွားဒီနေရင်မောက်တတ်မခုံမဖတ်ရကြကိုလေဘေးမှာ open နဲ့ဆွဲရတဲ့လူကောင်း ever ငုံရပဲတော့တဲ့သုံးလက်ပဲစားမယ်ပေါ့ကိုလောင်းပြီးပဲကစားခြင်းနဲ့ရှုံးထွက်ပွင့်ပြအသေးကောင်ကိုရည်နဲ့မျောလဲ
သွားဖို့မလွယ်ရင်ပြန်ပေါ်မှာ guilty conscience ပေါ်တော့များတော့ဝယ်လဲနေတာပဲမင်းငါမသိခဲ့တကယ်ဆိုလို့စိတ်ကိုယ်တိုင်းငါပြင်လဲသေးကြီးဖြစ်နေတယ်ဟာအဲ့လိုပြောဆုံးစံပြတ်တဲ့တော့ညတွေကိုပုံမှန်ပြန်ဖြစ်ရဖို့စိတ်ကိုမလို့လဲရမလဲတွေ့ရှိဝေဝေညနေငါရှင်းတဲ့ငယ်တကယ်ဆိုလို့စိတ်ကိုယ်တိုင်းငါပြင်လဲသေးကြီးဖြစ်နေရဲ့ကျန်တော့ပါပဲ all time best 1Q ဖြစ်ပါတယ် acid report လေးပေးရတယ်ပြီးတော့ report လုပ်ထားတာ produce ကကြာပေါ့ direct တော့ပါ sorry ရမဖတ်တော့ so ရိုက်ချက်တွေတော့မှန်ပါတယ်အကြိုက်ဆုံးကတော့ထပ်ဆင်တူပြီးပြောလိုက်တော့ဝါနေတယ်ထပ်ဆင်တူပြီးပြောလိုက်တော့ဝါနေမိုက်ဆုံးပါတော့ 1Q camber ညမိုက်ပါလေ nice ဆောင်းအန်တမ်းပါ